Hello မင်္ဂလာပါအခုပြပေးမှာကတော့10ကီလိုအတွဲတွေမေးထားတဲ့အကိုတွေအတွက်ပြပေးမှာဖြစ်ပါတယ်เนาะအခုပြပေးထားတာကတော့10ကီလိုအတွဲလေးပါရှင်အင်ဂျင်လေးကတော့22ကောင်အင်ဂျင်လေးနဲ့ပါเนาะအင်ဂျင်ရဲ့အမျိုးအစားကတော့ AMEC အမျိုးအစားဖြစ်ပါတယ်เนาะအမြင်တိုင်းလေးပါမယ်ရှင်အင်ဂျင်ကတော့အခုကတော့ရေမစေးရသေးပါဘူးเนาะတန်းသုံးလို့ရပါတယ်ရှင်အင်ဂျင်ကအနိုးပါเนาะအင်ဂျင်ပုံစံလေးတခြားလေးပက်လေလေးပြပေးပါမယ်ရှင်အနီးကလေးလည်းပြပေးထားပါတယ်เนาะအခုအင်ဂျင်လေးကိုစီအိုးရေအိုးမပါပါဘူးရှင်အမြင်တိုင်းလေးရမယ်နော်ရေရတော့မစစ်ရသေးပါဘူးရှင်အမျိုးအစားလေးကတော့ AMEC 22ကောင်အင်ဂျင်လေးပါနော်သူနဲ့ပါမဲ့10ကီလိုလေးကတော့အခုပြပေးရတဲ့10ကီလိုလေးပါနော်အကုန်လုံးတန်သုံးလက်တင်သုံးပါပဲရှင်ကြေးကွိုင်ပါရှင်ကြေးကွိုင်အစ်စ်ပါနော်အမျိုးအစားလေးကတော့ကိုနိုင်ဖတ်လို့ရပါတယ်ရှင်အမျိုးအစားကတော့ GPS ထုတ်လေးပါနော်အခုပြတာကတော့10ကီလိုလေးပါရှင်10ကီလိုအင်ရှည်လေးပါနော်22ကောင်နဲ့10ကီလိုအတွဲလေးပါရှင်အခုတွဲလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆက်သက်ရမယ်ဖုန်းနံပါတ်က26946539 45399654ကိုဆက်သက်မြင်မြတ်နိုင်ပါတယ်။နောက်ချပေးတဲ့နေရာကတော့ကြိုက်လက်နဲ့မအူပင်ကြားစုကနန်းရွာနာမှာပါနော်ဒီတွဲလေးရဲ့ဇင်းတို့ကိုသိကျင်လို့ရှိရင်တော့ TikTok ရဲ့ comment အောက်မှာလာရောက်မြင်မြတ်နိုင်ပါတယ်နော် TikTok ရဲ့ Messenger မှာလည်းလာရောက်မြင်မြတ်နိုင်ပါတယ်ရှင်10ကီလိုမေးထားတဲ့အကိုကြီးအတွက်တင်ပေးလိုက်ပါတယ်နော်10ကီလိုနဲ့22ကောင်အင်ဂျင်တွဲလေးပါရှင်ဆိုင်မှာလည်း3ကီလိုလေးတွေရှိမယ်3ကီလိုအတွဲလေးရှိမယ်9ကီလိုအတွဲလေးလည်းရှိပါသေးတယ်နော်စီပန်းကိုင်းတောင်ပန်းကိုင်းတိုယိုကိုင်း3ချက်ထဲ4ချက်ထဲအင်ဂျင်လေးတွေလည်းရှိပါတယ်เนาะအင်ဂျင်ဆိုလို့ရှိရင်လည်းအကောင်စိတ်လေးတွေရှိပါတယ်ရှင်မိထားတဲ့အကိုတွေအတွက်တစ်ခါလေးဖြည့်ပေးလိုက်တယ်เนาะအခုဥသားပေးပြီးပြပေးတာကတော့10ကီလိုအတွဲလေးကိုပဲပြပေးတာဖြစ်ပါတယ်ရှင်မိထားတဲ့အကိုတွေအတွက်ဥသားပေးပြီးတင်ပေးတာဖြစ်ပါတယ်เนาะ10ကီလိုလေးရောက်ထားပါတယ်အခုအတွဲလေးကတော့လက်တင်3လေးပါရှင်တစ်ခါလေးတန်းခိုင်းပါเนาะဘာမှလုပ်စရာမလိုတော့ပါဘူးလိုအပ်လို့ရှင်เนาะ COE လေးတက်ပြီးတော့မောင်းယုံပါပဲရှင်အခုတွဲလေးရဲ့ဇင်းတို့ကိုသိကျင်လို့ရှိရင် TikTok ရဲ့ Messenger TikTok ရဲ့ comment အောက်မှာလာရောက်မြင်မြတ်နိုင်ပါတယ်နော်ကဲမေးထားတဲ့အကိုတွေအမြန်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဖုန်းလဲကြိုပြီးတော့ဆက်လို့ရပါတယ်နော်တိုင်းနမိုလေးကတော့တော်တော်လေးတန့်ပါသေးတယ်ဒီတွဲလေးကိုကြိုက်တယ်ဆိုလို့ရှိရင်စိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်